ဘာစီလိုနာမှာတောက်ပပြနေတဲ့ Rashford အားလုံးပဲမင်္ဂလာပါ MN Football News ကနေကြိုဆိုလိုက်ရပါတယ် Manchester United အသင်းမှာဆက်နေလို့အဆင်မပြေတော့တာကြောင့်ဘာစီလိုနာအသင်းကိုအငှားနဲ့ပြောင်းရွှေ့ခဲ့တဲ့ Rashford ကတော့စပိန်ပြည်မှာခြေစွမ်းကောင်းတွေကိုပြသနေခဲ့ပါတယ်ဘာစီလိုနာအသင်းကိုအခုဘောလုံးရသည်မှာရောက်လာခဲ့ပေမဲ့အလင်းအမြိုင်အထိုင်ကျသွားခဲ့တာကပရိသတ်တွေအတွက်လည်းစိတ်ကျေနပ်စရာပါပဲဘာစီလိုနာအသင်းအတွက်ပြိုင်ပွဲစုံ10ပွဲပဲကစားရသေးပေမဲ့ Rashford ဟာ2ဂိုးသွင်းပြီး3ဂိုးဖန်တီးပေးနိုင်ခဲ့သလို Rafinha တယောက်ဒဏ်ရာရနေတာကလည်းသူ့ကိုပွဲထွက်ခွင့်ပိုရစေခဲ့ပါတယ်။ Rashford နဲ့ဘာစီလိုနာအသင်းရဲ့အငှားစာချုပ်မှာကရာသီကုန်လို့ခြေစွမ်းကြိုက်တယ်ဆိုရင်အပီးသက်ခေါ်ယူခွင့်ပါတာမလို့ Rashford တယောက် Manchester United အသင်းကိုစွန့်ခွာပြီးဘာစီလိုနာအသင်းစီအပီးသက်ပြောင်းရွှေ့ခွင့်ရမလားဆိုတာကတော့စိတ်ဝင်စားဖို့ကောင်းလာခဲ့ပြီဖြစ်ပါတယ်။ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်။ဘောလုံးလောကပတ်သက်တဲ့သတင်းတွေကိုနေ့စဉ်နေ့တိုင်းတင်ဆက်ပေးသွားမှာဖြစ်လို့စိတ်ဝင်စားတယ်ဆိုရင် channel လေးကိုအပေါင်းလေးနှိပ်ပြီးတော့ follow လုပ်ခဲ့ပေးကြဖို့ဒီကနေ့ပဲတောင်းဆိုလိုက်ရပါတယ်။